မျိုးမရှိတဲ့ပြောပေမဲ့လေဆယ်မရင်ခဏလေးတားလို့လူကြုံရင်ခဏလေးရလို့အမြင်ပေါ်နိုင်ရဲ့အရာဓမ္မပွဲဝိုင်းလို့ရဲ့အရာတိုင်းမှာပြေဆုံးစွာထားနိုင်မို့ရာတာကြိုးစားမှာအမေရွာကိုနောက်ဆုံးမသွားခင်အရာရွှေရအောင်ငြိမ်းချမ်းမှုရသွားစေ